projector အရေးကြရင်ပုံလိုက်ဆွဲရတဲ့ဥစ္စာလေး IQ ကနေပြီးတော့အမေဝဲလာတယ်ငါသမီးအတွက်ရော့ဟဲ့ဒါလေးသမီးသိတယ်ဒီ projector လေးနဲ့ဆိုရင်သမီးရဲ့ချစ်သေးလေးကအရန်ကိုလှတာရမှာပဲကိုရုံးမီရုပ်ကလေးကချစ်စရာကောင်းလိုက်တာချစ်သေးရုပ်ကလေးကိုရှာကြည့်မယ်အော်ဒါလေးကအတင်းအကြပ်ကလေးပဲနောက်တစ်ခါပြောင်းမယ်ဘာကလေးအော်ဒါလေးကကြတော့ vehicles လေးပဲပချာလေးတွေကဝါနေရဆိုရင်ဒီမှာချိန်လို့ရတယ်ဟောဒါဆိုရင်တော်တော်ကိုကြည်သွားပြီနောက်ဆုံးတစ်ခါကဘာလေးများဖြစ်မလဲဟောဒါလေးကမှအကောင်ကကလေးတွေပဲဒီထဲကနေပြီးရောချစ်တီလေးကိုရှာမယ်တွေ့သားပြီချစ်တီလေးကိုချဲမယ်အောက်လိုင်းလေးရပြီဆိုတော့အတွင်းကိုအယောင်လေးတွေဖြည့်မယ်မမေကြီးသမီးချစ်တီလေးကအရန်ကိုလှတာပဲသမီးကြိုက်တယ်ခရိုမီရုပ်ကလေးနဲ့ projector လေးဝယ်ပြီးတယ်မမေကိုအရန်ကျေးဇူးတင်ပါတယ်